ဂုံတိတ်ကညှိုးနွမ်းစေတဲ့တိတ်ကချမှုတွေဥပဒေရှိတယ်နော်ဒီနေ့ကစပြီးတော့အားလုံးကရှင်းနေတယ်ပဲစကားပြောလိုက်ဟုတ်ပြီနော်အကြမ်းတရားဝင်ကျင်ညာပေးမယ်ပြောချင်ရပြောလုပ်ချင်ရလို့ရေးချင်ရရေးနေတော့သူများဆဲချင်ရဆဲနေတော့သူများအစင်ညာလေးဒီဝင်ဆဲနေတော့သူများအစင်ညာလေးတော့ပြောပလိနေတော့သူများကိုယ်နဲ့ကိုကြည့်ရှောင်းတော့မောင်နဲ့နမသားနဲ့အမိငါတို့ပြောချင်ရပြောမယ်ဆိုချင်ရဆိုမယ်လုပ်ချင်ရလုပ်မယ်မစင်ညာလေးဒီဝင်ဆဲမယ်အဲ့ဒါကြီးလူစင်တာအဲ့ဒါမိသားစုလားကဲတော့ပါနော်ဒီနေ့တော့နာကြီးသွားလိမ့်မယ်ဟုတ်ပြီနော်ဒီနေ့တော့နာကြီးသွားလိမ့်မယ်ပြောတင်ပြောထိုင်လို့ပြောတာဟဲ့လားဒီတော့ပါပြမှုမှာအကျူးတော်ထားပဲနဲ့စစ်မအားပေးတဲ့ပြိတ္တဒီနာကြီးသွားတယ်ဆိုရင်အားလုံးတောင်းတယ်နော်ပြောတင်ပြောထိုင်တဲ့အရာလေးပြောတာဖြစ်ပါတယ်အားလုံးကျေးဇူးပါ